ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အုပ်စုဖွဲ့အနိုင်ကျင့်ထိုးကျိမ်းမှုမှာနင်နာသူကောင်လေးဘက်ကနေကူညီပေးခဲ့တဲ့ကိုဝီယန်ထက်ရှိန်ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့သူ့ရဲ့မိတ်ဆွေအတိုင်းအဝိုင်းကပြောပါတယ်။ကိုဝီယန်ထက်ရှိန်ဟာသူ့ကို CID ကိုခေါ်သွားပြီလို့ရင်းနှီးသူတယောက်ကိုစာပို့အသိပေးခဲ့ပြီးတဲ့နောက်ဒီကနေ့အထိအဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်။သူ့ကိုဘာကြောင့်ဖမ်းဆီးတယ်၊ဗမာထိန်းသိမ်းစစ်ဆေးနေတယ်ဆိုတာတွေကိုလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။သူ့ရဲ့မိတ်ဆွေအမျိုးသမီးတဦးကတော့ကိုဝီယန်ထက်ရှိန်ဟာအခုအချိန်အထိစစ်ဆေးမေးမြန်းခံနေရပြီးတော့ပြန်မလွတ်သေးသလိုပြင်ပနဲ့လည်းအဆက်အသွယ်လုပ်ခွင့်မရသေးဘူးလို့လူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ဒီကနေ့ဩဂုတ်လပိုင်းကရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့အုပ်စုဖွဲ့အနိုင်ကျင့်ထိုးကျိမ်းမှုရုပ်သံဖိုင်ဟာလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးတော့ဝေဖန်မှုတွေလည်းများခဲ့တာပါ။အသက်မပြည့်သေးတဲ့ចောင်းသားလူငယ်တွေကြားကအုပ်စုဖွဲ့အနိုင်ကျင့်မှုဖြစ်ရမှာနင်နာသူဘက်ကနေရက်တီပေးပြီးစိုးသွမ်းလူငယ်တွေကိုစုံစမ်းဖော်ထုတ်တောင်းပန်စေခဲ့တဲ့ကိုဝီယန်ထက်ရှိန်ဘာကြောင့်အခုလိုအဖမ်းခံထားရတဲ့ဆိုတာနဲ့ပတ်သက်ပြီးမိကွန်းထုတ်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။အများနဲ့တယောက်ထိုးကျိတ်ခံခဲ့ရတဲ့ဒီဖြစ်စဉ်ကိုအာဏာပိုင်တွေကထိထိရောက်ရောက်အရေးမယူကြသေးခင်မှာပဲကိုဝီယန်ထက်ရှိန်ဦးဆောင်တဲ့မတရားမှုမလိုလားသူတွေကအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့ကြသူတွေနင်နာခဲ့သူတွေနဲ့မိသားစုကိုတောင်းပန်စေဖို့အားစိုက်ကြိုးစားခဲ့ကြတာပါ။